ready to wear တွေကိုထုတ်ရောင်းမှုအတွက်ဆက်ချုပ်တက်စရာလို့လားဆိုတော့မလို့ဘူးအခုချိန်မှာဆိုရင် ready to wear တွေကိုထုတ်ရောင်းနေကြတယ်ဆက်မချုပ်တက်ဘူးဆိုတဲ့သူတွေလည်းအများကြီးပဲဒါပေမဲ့သူတို့လုပ်ငန်းရဲ့ process ကိုသိတယ်သူတို့ control လုပ်နိုင်တယ်ဒီတော့အဆင်ပြေတယ်တစ်ချိန်တည်းမှာပဲချုပ်တက်ထားရင်တော့ပိုကောင်းတယ်ကိုယ်တိုင်ချုပ်တက်တာဖြစ်တဲ့အတွက်ကြောင့်ပညာရှင်တီးသန့်ခေါ်စရာမလိုဘူးအဲ့ဒီအတွက်ဒီအထည်တွေကိုထုတ်လုပ်တဲ့အခါမှာထုတ်လုပ်မှုစရိတ်လို့ခေါ်တဲ့ production cost ကိုသက်သာစေတယ်ကိုယ်တိုင်က guideline လုပ်ပေးလို့ရတယ်မချုပ်တက်တဲ့သူနဲ့ချုပ်တက်တဲ့သူမှာဆိုရင်ချုပ်တက်တဲ့သူက fashion အမြင်ပိုရှိတယ် cutting တွေပိုကောင်းတယ် design တွေပိုလှတယ်ပိုလန်းတယ် ready to wear ဆိုတာက customer ရဲ့အမြင်အာရုံကိုဖန်ဆားနိုင်မှုအရေးကြီးတယ်ကိုယ့်ရဲ့ design တွေကလှနေလန်းနေမှာ customer ကရောက်လာမှာဝတ်ကြည့်လို့စိတ်ကြိုက်ဖြစ်မှာဝယ်မှာဒါကကြတော့ဝတ်ကြည့်လို့ရတဲ့အနေအထားတစ်ခုမှာပေါ့နော်အကယ်၍စမ်းဝတ်ကြည့်လို့အဆင်မပြေတဲ့အနေအထားမှာဆိုရင်လည်း customer ကသူ့အိမ်ရောက်တဲ့ခါမှာဝတ်ကြည့်မှာပဲဝတ်ကြည့်တဲ့အဆင်ပြေတယ်ဒီဇိုင်းလေးကြိုက်တယ်ဆိုရင်တော့ထက်ခါဝယ်မှာပဲမကြိုက်ဘူးဆိုရင်တော့တစ်ခါစားပဲပေါ့ချက်ပြောချင်တာလေအလုပ်တစ်ခုလုပ်တဲ့ခါမှာတစ်ခါစားဘယ်တော့မှမလုပ်နဲ့တစ်သက်စားလုပ်ပါချက်အခုပြောသွားတာတွေကတော့ဟုတ်တယ်ငွေကြေးအမောင့်တစ်ခုရှိတဲ့သူတွေအတွက်အဆင်ပြေတယ်ကျမတို့ကကြတော့ဒီလိုလုပ်ငန်းကိုစပြီးတော့လုပ်ကင်ခြင်းနဲ့ငွေကြေးအရင်ကြီးမရှိဘူးချုပ်တက်ထားတဲ့သူတွေမဟုတ်ဘူးတနိုင်တစ်ပိုင်လေးကစကျင်တယ်ဘယ်လိုလုပ်ရမလဲဆိုရင်တော့တင်ယူမှုကနေစပါတင်ယူရမယ်ဆိုလို့လေအရင်ခက်ခဲမယ်လို့မထင်လိုက်နဲ့လူသားတွေဝတ်နေတဲ့အထည်ဒီဇိုင်းတွေထဲမှာဘယ်ဒီဇိုင်းကအလွယ်ဆုံးလို့ထင်တယ်ဟုတ်တယ်ပကြားမဒီဇိုင်းလိုအပ်ချက်လည်းအများဆုံးပဲသူ့ကိုချုပ်ဖို့အတွက်ဆိုရင် fitting ကြဖို့မလိုဘူးပကြားမဒီဇိုင်းတွေကိုချုပ်တဲ့အခါမှာ cutting ကောင်းဖို့ဒီဇိုင်းလှဖို့နဲ့ချုပ်ရိုးချုပ်တာကောင်းဖို့ပဲလိုတာကဲပကြားမဒီဇိုင်းကအလွယ်ဆုံးမဟုတ်ဘူးလားဒါကြောင့်မို့လို့ပကြားမဒီဇိုင်းကနေစားလို့ပြောတာတစ်ချိန်တည်းမှာပဲဒီလိုဒီဇိုင်းမျိုးကိုတင်ယူခြင်းနဲ့ဆိုရင်တော့ချက်ကူညီပြီးတော့ဖွင့်ပေးထားတဲ့အတန်းလေးတစ်တန်းရှိတယ်အဲ့ဒါကကြတော့ပကြားမ online class ဆိုတဲ့အတန်းလေးဖြစ်တယ်အဲ့ဒီအတန်းကိုအခုချိန်မှာတက်ရောက်ပြီးတော့တင်ယူမယ်ဆိုရင်အထူးကြေး9000ကျပ်ခဲနဲ့တင်ယူလို့ရသေးတယ်ဒီအတန်းရဲ့တင်တန်းကြေးအပြည့်အဆိုရင်3သိန်းဖြစ်တယ်ချက်တို့ကတင်ရိုးတွေကိုစီစဉ်တဲ့အခါမှာလေတင်တန်းကြေးထပ်ပို့ပြီးတော့တန်အောင်စီစဉ်လေးရှိတယ်တစ်ချိန်တည်းမှာပဲအခုဆိုရင်ခြေတို့ကအထူးကြေးပါထပ်ပြီးတော့ပေးထားတာဆိုတော့ဒီအခွင့်အရေးကိုလုံးဝလက်လွတ်မခံပါနဲ့လို့ပြောချင်တယ်။ချိန်ကနေပတ်စံတွေကို1သိန်း2သိန်းပေးလိုက်တာမဟုတ်ဘူး။သိန်းပေါင်းများစွာရှာလို့ရတဲ့ပညာကိုပေးမှာ။ဟုတ်ပြီနော်။ဒါကြောင့်မို့လို့ကိုကဒီလိုပညာရက်မျိုးနဲ့ဒီလိုလုပ်ငန်းမျိုးကိုအစားပြုချင်နေဆိုရင်တော့ဒီငွေအမောင့်လေးနဲ့ဒီအတန်းကိုမဖြစ်မနေ join ပါလို့ပြောချင်ပါတယ်။ချိန်ကတော့ဆက်ချုပ်ပညာရက်တွေကို regular နည်းစနစ်နဲ့အချိန်လိုအတွင်းမှာအမှန်တကယ်တက်မြောက်အောင်သင်ကြားပေးနေတဲ့ teacher စုဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။